ကိုလိုချင်တဲ့ရွက်ကလေးပေါ့နော်အရောင်ကိုနှစ်လက်မနဲ့သုံးစိတ်လေးညှပ်ပြီးပြီဆိုရင်ဒါမိုးလေးလိပ်သွားမယ်နော်လိပ်ပြီးပြီဆိုရင်ဟိုဘက်ဒီဘက်ညှပ်မယ်ညှပ်တဲ့ခါကျရင်ဆုံးထိမညှပ်ဘူးနော်အောက်မှာသုံးစိတ်လောက်ချန်ထားမယ်နော်သုံးစိတ်လောက်ချန်ထားပြီးပြီဆိုရင်ရပြီအဲဆိုရင်ဟိုဘက်ဒီဘက်ကိုအဝိုင်းလေးဖြစ်အောင်ဝိုက်ပြီးမှညှပ်ပြီးလိုက်မယ်ညှပ်ပြီးဆိုရင်တို့ကဒါကမီတိုမယ်နော်မီတိုတဲ့ခါကျရင်ရမ်းရေးကြည့်ရနော်နောက်မှဆိုရင်ဒီအရွက်ကလေးတွေကမီးလောင်သွားလိုက်မယ်နော်ဒီချာလေးလက်ကိုညင်အောင်ထားပြီးမှတို့ပေးပါဒါလေးကတော့တစ်ရွက်အတွက်ပေါ့တစ်ရွက်ကတော့နှစ်လက်မခွဲပတ်လဲရိုက်ပြီးညှပ်ပြီးမယ်ပေါ့နော်နှစ်လက်မခွဲပတ်လဲညှပ်ပြီးပြီဆိုရင်ဟိုဘက်ဒီဘက်ခောက်လိုက်မယ်ပထမတစ်ခါခောက်မယ်ပြီးရင်နောက်တစ်ခေါက်ပြန်ခောက်မယ်ခောက်ပြီးဆိုရင်အောက်ကနေပြီးမှကိုကတစ်ရွက်လေးချုပ်ပြီးမှချုပ်လိုက်ရုံပဲဆွဲဆူလိုက်ရုံပဲအဲဆိုရင်တစ်ရွက်လေးရောက်တော့မယ်နော်ဒီရလေးရောက်ပါမယ်ဒီရွက်ကတော့တစ်ခုမှတစ်ဖက်ကို3ရွက်လောက်ပဲထည့်เนาะကျွန်မတော့အောက်ကတွဲလန်းလေးတွဲလန်းအပေါ်ကတစ်ခုပဲနဲ့ဒါပြီးတော့ဒါကကျတော့ပွင့်ဖက်အဲ့လိုမီးတို့ပြီးသွားပြီဆိုရင်သူကဒီကနေမှလက်ချုပ်ကလေးအခါတိုင်းလက်ချုပ်လိုက်တယ်လို့ပဲထိုးပါပြီเนาะလက်ချုပ်လိုက်တယ်လို့အဲ့လိုလေးထိုးပါပြီဆိုရင်အဆုံးထိအမူလေးထိုးပြီးချုပ်သွားရုံပဲချုပ်ပြီးမှဆွဲစီလိုက်ရုံပဲเนาะဆွဲစီလိုက်ရင်ပွင့်ဖက်ရပါမယ်ဆိုရင်အဲ့လိုရဆွဲစီပြီးဆိုရင်အောက်ကအမွှေးလေးထွက်လာအဲ့အမွှေးလေးတွေကိုမီးလေးတို့ပြလိုက်မနောက်မှုဆိုရင်မလာပဲနေပြီမမွှေးထွက်နော်အဲ့ဆိုရင်ရပါပြီပြင်ဆွဲထုတ်ပြီးမှအဆုံးထလိုက်ရပါပြီဆိုရခိချုံလေဒုက္ခများမှာ